Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဂျေးဖြစ်ပါတယ်စနေထိုင်လို့တော့ခေါ်လို့ရပါတယ်ဒီနေ့ကတော့ GYS ကနေပြီးတော့ကျွန်တော်ကိုဒီ review လေးပေါ့နော်ဒီ review လေး request လုပ်တာလောက်ဆောင်ဒီ video flow လေးရိုက်ကူးခြင်းဖြစ်ပါတယ်ဗျအားလုံးမပြောခင်ကျွန်တော်ကဒီ GYS မှာပေါ့နော် GYS မှာတော့ကျွန်တော် business HR leadership ပြီးရင်ကျွန်တော် finance ပြီးရင်ကျွန်တော် marketing management တွေအပြင်ကျွန်တော်အချိန်နဲ့ပတ်သက်တဲ့ advertisement management တို့ personal goal setting တို့အရာတွေအပြင်ပေါ့နော်ကျွန်တော်အများကြီးတက်ခဲ့ပါတယ်ဒီကြောင့်ဒီသင်တန်းတွေကဆို online ကလေ့လာခြင်းနဲ့ညီကိုတွေအနေနဲ့အရရပါပေါ့နော်လေ့လာခြင်းနဲ့ညီကိုတွေအတွက်ဒီဟာလေးကဒီ GYS ကဖွင့်ထားခြင်းဖြစ်ပါတယ်ဒီမှာစာသင်ရတာအရင်လွတ်ကူတယ်ပြီးရင် online ကနေပြီးတော့နော်ကိုကဒီ group တွေရတယ် Facebook group တွေတဲ့ကိုကလေ့လာလို့ရတယ်ဒါမှမဟုတ် line မကောင်းဆိုကိုက VPN တွေပါတယ်အခက်အခဲရှိတယ်ဆိုတော့နော်သူ့ရဲ့ GYS application တွေကနေလေ့လာလို့ရပါတယ်စာသင်တဲ့ဆရာမတွေကလည်းအရင်အောင်သင်ကြားရေးကောင်းပြီးတော့ကျွန်တော်တို့ရဲ့ဒီ assignment တွေဒီ homework assignment တွေကိုလည်းသူကတေချာစစ်ပေးပါတယ်GYS ကတော့တကယ်ကိုလေ့လာသင်ယူခြင်းတဲ့လူတွေပေါ့နော် online ကနေဖြစ်ဒီ online ကနေလေ့လာသင်ယူခြင်းတဲ့လူတွေပေါ့နော်ဒီဟာ data အသီးသီးရဲ့လူတွေအတွက်အရင်အောင်ကောင်းတဲ့ဒီ organization အရင်အောင်ကောင်းတဲ့ learning school ပေါ့နော်အဲ့လိုပဲပြောအောင် association တွေတခုဖြစ်ပါတယ်အားလုံးပဲ GYS မှာပေါ့နော်ဒါကိုယ့်ရဲ့လိုအပ်တဲ့ပေါ့နော်ဒါလိုအပ်တဲ့ဒီအရာတွေပေါ့နော်ကိုယ်ကလက်တွေ့ကြကြနဲ့ထပ်ပြီးတော့ဖြည့်တင်းလို့ရပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်